PixArt software အသုံးပြုနည်းအခြေခံနံပါတ်1ကိုရှင်းပြပေးတော့ပါမယ်ဗျ။မင်္ဂလာပါ Not Bad Channel မှာကြိုဆိုပါရစေ။ပြီးခဲ့တဲ့ပုံမှာအခြေခံလေးတွေပဲအတူချုပ်ရှင်းပြသွားခဲ့တာဆိုတော့အခုကအဲ့ဒီအရာတွေကိုအလွယ်တကူဘလို့အသုံးပြုရမလဲဆိုတာကိုပြောပြပေးပါမယ်။နံပါတ်1 Inspiring အဲ့ဒီမှာပြထားတဲ့အရာတွေအားလုံးကို triangle တစ်ချက်နှိပ်ပြီးအသုံးပြုနိုင်ပါတယ်။မိမိပုံထည့်ပြီး next ကိုနှိပ်သွားရုံပါပဲ။ကိုကနည်းနည်းပါးပါးပြုပြင်ခြင်းလဲဆိုရင်တော့ညာဘက်အပေါ်နားလေးကအကွက်လေးကိုတစ်ချက်နှိပ်ပြီး layers အများကြီးတွေကိုမိမိပုံရှိတဲ့ layer ကိုနှိပ်တာအလိုတလိုပြုပြင်နိုင်ပါတယ်။ပြီးရင် next ကိုဆက်နှိပ်သွားပါ။တကယ်လို့မိမိပုံကတိတ်အစင်မပြေသေးရင်စောနာက layer အကွက်လေးကိုပြန်နှိပ်ပြီး adjust ကိုရွေးက color ချိန်နိုင်ပါသေးတယ်။အဲ့ဒီမှာ brightness, contrast, clarity, saturation, hue, shadows, highlight စတဲ့အရာတွေရှိပါတယ်။နံပါတ်2 Explore မှာကြတော့ content type, social media content, marketing content, gaming content, printable content, personal content, occasion စတဲ့အရာတွေရှိပါတယ်။အထဲမှာကျွန်တော် social media content ထက်က Facebook နဲ့နမူနာတစ်ခုလုပ်ပြပေးပါမယ်။အထဲဝင်လိုက်တာနဲ့ all, post, cover, add rectangle, add, event cover တို့ရှိပါတယ်။မိမိကြိုက်ရာတစ်ခုရွေးလိုက်ပါ။အဲ့ဒီလောက်ရမယ့်နေရာကိုရောက်လာရင်စောနာကအတိုင်း layer အကွက်လေးကိုနှိပ်ပြီးပုံတွေစာတွေကိုကြည့်နိုင်တယ်လို့ဘဲဘဲအောင်နာကပပောင်းလက္ခဏာကိုနှိပ်က add photo နဲ့ဓာတ်ပုံထည့်နိုင်ပါတယ်။ layer အကွက်ထဲပြောင်းဝင်ပြီးပုံပြောင်းတာစာလားတွေပြောင်းတာ icon တွေကိုအယောင်ပြောင်းတာတို့ကိုလည်းလုပ်ဆောင်နိုင်ပါတယ်။ နံပါတ်3 following ကတော့သူတို့တင်ထားတဲ့ post တွေကိုတွေ့ပါလိမ့်မယ်။ပုံကိုထောက်လိုက်ရင်သူတို့ဘယ် tools တွေအသုံးပြုထားလဲဆိုတာကိုဖော်ပြပေးပါတယ်။ပုံအောက်က try ဆိုတာလေးကိုနှိပ်လိုက်ရင်သူပုံနေရာမှာမိမိပုံအစားထိုးပြီးတော့ next နဲ့တစ်ဆင့်ချင်းစီလိုက်တွားလိုက်ရုံပါနံပါတ်4 AI vibe သူကတော့ပုံတစ်ပုံရဲ့ AI prompt ကိုကြည့်လို့ရအောင်ဖော်ပြထားတဲ့သဘောပါဒီပုံကဘလို့ AI prompt မျိုးနဲ့ပြန်လဲဖန်တီးလို့ရလဲဆိုတာကိုရေးပြပေးထားတာပါနံပါတ်5 edits by masters သူကလည်းအရှိမပြောခဲ့ပြီးသားဒီလိုမျိုး try နဲ့ remix ကကျွန်တော်စမ်းပြခဲ့ပြီးမို့ apply ကိုတစ်ချက်ကြည့်မယ်သူကဥပမာအနေနဲ့ပြောရရင်ပုံတစ်ပုံမှာ layer တစ်ခုလာထားတဲ့သဘောပါနံပါတ်6 popular stickers sticker လေးတွေယူသုံးတာပါနံပါတ်9 trending replace သူကတော့ပုံကိုထောက်လိုက်တာနဲ့သူသုံးတဲ့ tools တွေကိုမြင်ရမယ်အဲ့ဒီ tools ရဲ့အောက် choose my photo ကိုနှိပ်လိုက်ရင်မိမိအသက်ပုံနဲ့သူ့ရဲ့ style ကိုပေါင်းဆက်ပြီးသားချက်သွားတာပါအားလုံးကျေးဇူးတင်ပါတယ်နောက်ပုတ်ဒီမှာနောက်တစ်ဆင့်ဘယ်လိုတွေအသုံးပြုသေးလဲဆိုတာကိုနောက်ထပ်အသေးစိတ်ချက်လက်တွေသိရှိနိုင်ဖို့ like and subscribe နဲ့ကူညီပေးသွားနိုင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ဗျ